အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုအခုကြည့်နေတဲ့လူတွေကတော့ပေါ်ရူဒါတွေနဲ့တက်ဆိုင်တယ်ပေါ့နော်ပေါ်ရူဒါတွေကိုလာပြောပြတာဖြစ်ပါတယ်နော်ခုနှစ်ရက်လုံးလည်းကျွန်တော်ပြောလို့မရတဲ့အတွက်ပြောမယ်ဆိုရင်တပုတ်ကိုနေ့နဲ့တစ်မျိုးကျွန်တော်ပြောသားပေးမယ်နော်ဒီပုံမှာတော့ကျွန်တော်ပေါ်ရူဒါတွေကိုကျွန်တော်အဓိကထားပြီးတော့ပြောသားပေးမယ်နော်ပေါ်ရူဒါတွေကအခုဒီလိုချိန်မှာပါလဲဆိုတော့ပေါ်ရူဒါရဲ့ဇာတာမှာကန်ချိန်တော့မယ်ဆိုလို့ရှိရင်တို့ကတအားယူပြောမဆိုရင်အကျက်တဲ့ဒုက္ခပုံစံမျိုးဖြစ်တယ်အဲ့ဒါကိုတို့ကစိတ်တဲ့ပေါ်ရူဒါရဲ့စိတ်တဲ့အတက်ကြမြင်တယ်နော်ပြောမဆိုရင်လှုပ်ချင်တော့ဝုန်းလှုပ်ပလိုက်တယ်မလှုပ်ချင်ဘူးဆိုတော့လုံးဝမလှုပ်တော့အဲ့လိုမျိုးအဲ့ဒီလုံးဝမလှုပ်တော့တာကတို့ကဆိုးကျိုးဖြစ်တယ်နော်အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုမှာလာပြောပြမှာနော်ပေါ်ရူဒါတွေထဲမှာအခုဒီဗီဒီယိုကိုတွေ့တဲ့လူရှိရင်အခုတလောသတိထားနားထောင်ပေးပါနော်ပေါ်ရူဒါကအခုတလောဘာလို့အဆင်မပြေသလိုခံစားနေရတယ်နော်စိတ်ထဲမှာငါကကံရောကောင်းမှမလားပေါ့နော်ရှေ့ဆက်ပြီးတော့အဲ့လိုမျိုးအသွေးမျိုးတွေးနေတတ်တယ်သူ့ရဲ့စိတ်ထဲမှာခဏဝင်လာတယ်ပေါ့နော်လူကဘာလို့အဆင်မပြေမှုများလာတဲ့ခါကျတော့အဲ့အသွေးတွေဖြစ်လာတော့စိတ်ထဲကြကျင်လာတော့ပေါ့နော်ဒါပေမဲ့ပေါ်ရူဒါတွေမှာကန်တက်ခံနေရင်ဘဝကအရန်ကိုဖိနှိပ်တတ်တယ်နော်ဖိနှိပ်တတ်တယ်ဆိုတာဒုက္ခတွေအမျိုးကြုံတတ်တာကိုပြောတာပေါ့နော်အဲ့ဒီမှာစိတ်ထဲကြသွားတာပေါ့နော်အခုပေါ်ရူဒါတွေခံနေရတာကအဆုံးမဟုတ်ဘူးเนาะအပြောင်းလဲမတိုင်ခင်ကံကြမ္မာကပေါ်ရူဒါတွေကိုစမ်းသပ်နေတာပေါ့เนาะအထူးသဖြင့်ဒီလအတွင်းပေါ်ရူဒါစီကိုအခွင့်အရေးအသစ်တစ်ခုဝင်လာနိုင်တယ်เนาะဒါပေမဲ့လူတိုင်းကိုမပြောနဲ့ပေါ့เนาะပေါ်ရူဒါတွေရဲ့အနားမှာပြုံးပြီးစကားပြောနေတဲ့သူရှိတယ်ဒါပေမဲ့အဲ့ဒီလူကကြိတ်ပြီးတော့သူကအောင်မြင်တာကိုမလိုလားဘူးရှုံးမှကိုသူကလိုလားတော့ပေါ့เนาะသူကအကြံနဲ့ပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့သူစိတ်ထဲမှာပေါ်ရူဒါတွေတက်လာမှာကိုမလိုလားဘူးပေါ့နော်အဲ့လိုမျိုးလူမျိုးရှိတယ်ပေါ်ရူဒါတွေအနားမှာပေါ်ရူဒါတွေထဲကတချို့ကငွေဝင်ကန်ပွင့်မဲ့တချို့ကအလုပ်အသစ်ရမှာပေါ့နော်တချို့ကလူသိများလာမှာပေါ့နော်ဒါပေမဲ့အားလုံးမှတူတာတခုရှိတယ်အခုချိန်ကသူတို့ဘဝပြောင်းကန်နေတဲ့အချိန်ပဲဖြစ်တာပေါ့နော်ဒီဟောစတန်နဲ့ပေါ်ရူဒါနဲ့တိုက်ဆိုင်လဲဆိုရင်ပေါ်ရူဒါပါတယ်ဆိုရင်ကျွန်တော်ကွန်မန့်မှာကျွန်တော်ပြောတာတွေကိုမှန်အကြံပြုခဲ့လို့ရပါတယ်နော်